ညမှန်ပြီးတည်သွားတဲ့ကောင်ကတွေးစာနေတဲ့တားရဲကောင်တန်းပေါင်းများစွာတွေကတကောင်နဲ့တင်ရှိလာသေးတယ်ဒီမိစ္ဆာကောင်တွေမှာတေးစေနိုင်တဲ့အားနည်းချက်နှစ်ခုရှိတယ်ပထမတစ်ခုကတော့သူတို့ရဲ့မျက်လုံးတွေပါပဲအဲ့ဒီနေရာကိုတဲ့တစ်ချက်တည်းထိမှန်အောင်ပြစ်နိုင်ရင်သူတို့ကိုတတ်ဖို့လုံလောက်ပါတယ်ဒုတိယအားနည်းချက်ကတော့ပို့ပြီးတော့ထူးဆန်းပါတယ်သူတို့ကတန်လိုက်နောက်ရှက်မှုကိုကြောက်ကြတာပါတန်လိုက်နဲ့ထိမိလိုက်တာနဲ့သူတို့တွေနှစ်ချိုက်အိပ်ပျော်သွားကြပါတယ်ဒါပေမဲ့သူတို့လှုပ်ရှားသမျှအရာအလုံးကိုတော့တာအိုတိုင်းဘရင်စီကလာတဲ့တန်လိုက်ချက်ပြလိုင်းတွေနဲ့ထိန်းချုပ်ထားတာပါတကယ်လို့တာအိုတိုင်းဘရင်တေဆုံးသွားရင်တာအိုတိုင်းအကုန်လုံးချက်ချင်းအိပ်ပျော်သွားပါလိမ့်မယ်အဲ့ဒါကြောင့်မို့လို့တာအိုတိုင်းစစ်တပ်ကလူသားတွေကိုတိုက်ခိုက်တဲ့ချိန်တိုင်းမှာစွမ်းထက်တဲ့တာအိုတိုင်းကောင်းဆောင်အကောင်ပေါင်းများစွာဟာဘရင်ကိုကာကွယ်ဖို့အတွက်အတူတူလိုက်ပါလာကြတာပါဒါပေမဲ့ဘရင်ရဲ့တာဝန်ကအမိန့်ပေးဖို့တင်မဟုတ်ပါဘူးသူ့ရဲ့ပိုရေးကြီးတဲ့အလုပ်ကတော့အစာတွေဆက်တိုက်စားပြီးတားရဲ့ကောင်ပေါက်လေးတွေကိုပိုပြီးသားဖောက်ဖို့ပါပဲတစ်ဖက်မှာလည်းမဟာတတိုင်းပေါ်ကစစ်တီတော်တွေဟာတိုက်ပွဲအတွက်အစဉ်သင့်ပြင်ဆင်ထားပြီးဖြစ်ပါတယ်သူတို့ကိုစစ်တပ်ငါးခုခွဲထားပြီးချက်ဝတ်တန်စာအယောင်နဲ့ခွဲခြားထားပါတယ်ရန်ရောင်ကလန်ကိုင်းတပ်သားတွေဖြစ်ပါတယ်အဝါရောင်ကအင်ဂျင်နီယာတွေဖြစ်ပါတယ်အမင်းရောင်ကတော့အကြီးစားခြေလင်းတပ်သားတွေဖြစ်ပါတယ်အနီရောင်ကအဝေးပစ်တပ်ဖွဲ့တွေဖြစ်ပြီးတော့အပြာရောင်ကတော့ကျိုးချိတ်တပ်သားတွေဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ရုတ်တရက်ဆိုသလိုလူသူစိတ်တုံးနေတဲ့ချုံမြောင်ကြီးထဲမှာတားရဲကောင်တွေနဲ့ပြည့်နေသွားပါတော့တယ်စစ်တူကြီးကတော့ချက်ချင်းပဲအဝေးပစ်တိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်တတိုင်းတွင်းထဲကကြောက်တုံးကြီးတွေကိုစီတွေတုတ်လောင်စာတိုက်ပြီးတော့အချိန်ပြင်းပြင်းနဲ့အောက်ကိုလှိတ်ချလိုက်ကြပါတယ်ဒါပေမဲ့မီးလုံးကြီးတွေကတာအိုတိုင်းတွေကိုဘာမှမလုပ်နိုင်ပါဘူးမြားပစ်သမားတွေကသူတို့ကိုမြားတွေနဲ့ဖိနှိပ်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့တန်လိုက်ချက်ပြလိုင်းကအလုံးလုံးနေတဲ့ရွေးနဲ့သူတို့မျက်လုံးတွေကိုတေးစေလောက်တဲ့အချက်မထိသေးတော့ရိုးရိုးများတွေနဲ့သူတို့ကိုလုံးဝမတားဆီးနိုင်ပါဘူးအဲ့ဒီနောက်မှာတော့တာအိုတိုင်းဘရင်ဟာတားရဲကောင်တွေရဲ့ထက်ဆင့်ကာကွယ်မှုအောက်မှာရှုံမြောင်ရဲ့အလဲဘဟိုကိုရောက်ရှိလာပြီးမြို့ကိုတိုက်ခိုက်ဖို့တားရဲအုပ်ကြီးကိုတန်လိုက်လိုင်းတွေနဲ့အမိန့်ပေးလိုက်ပါတော့တယ်တားရဲကောင်တွေရဲ့ပြင်းထန်တဲ့စစ်ကြောင်းချီတက်မှုကိုမဟာတတိုင်းကြီးကတားဆီးထားနိုင်ပါဦးမလား